အားလုံးပဲမင်္ဂလာပါနော်မွေးကနန်းလေးနှိုးတော်ပေးတာမထွက်တော့မသိဘူးသူရှိတဲ့တော့ live ထွက်တာပါနော်အဲ့နဲ့ထဲကဒီ line နဲ့ပတ်သက်လို့2025ကကျွန်တော်ယူဆပုံပေါ့နော်အဲ့933ပြန်ထွက်မလားလို့933တော့မထွက်ဘူးနောက်တော့က865ဒဲပေါ့ဗျာ865တော့ဒဲထွက်သွားတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်လွင်းရင်ပြလိုက်တယ်နော်အသေးသေးဖြည့်ရတွေပါလေကျွန်တော်ဟိုပေါ့ကနန်းဟိုကောက်မှာတော့ပြည်စုံပြထားတယ်ပေါ့ဒါ line မကောင်းတဲ့လူတွေအတွက်ကိုတီးသန့်လိုရင်းကြည့်ဖို့ရအတွက်နော်တချို့ကလည်းဒီလိုလေးရိုက်ပြတာနားလည်ပါတယ်ရှင်းပါတယ်ပေါ့ကြိုက်ပါတယ်ဆိုတဲ့မိတ်ဆွေတွေတို့နော်အဲကနန်းလေးကြိုက်ရင်လည်းဖြစ်နိုင်မဖြစ်နိုင်ဝေဖန် comment လေးရေးသားပြီးတိုင်မယ်လို့ရပါတယ်ဗျနော်အမွေကနန်းလေးတွေကျွန်တော်နှိုးတော်ပေးမယ်တိုးတဲ့နဲ့ကနန်ထိုးအောင်မပယ်တဲ့နဲ့ကနန်ပယ်ရမှာနောက်ဆုံးတော့လုံးပိုင်းမနိုင်ပေါင်းခြင်းတို့တစ်ခုတော့ဆုံးဖြတ်မှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်စလိုက်ရအောင်ဗျာကျွန်တော်တို့ဒီမှာ913အဲ့913ပရိတ်3ပေါ့ဗျာအဲ့913ပရိတ်3ဆိုတဲ့ကနန်ဒီ396လေးပရိတ်3ဆိုတဲ့ကနန်ဒီ39တဲ့ပြန်ပြီးတော့သူအတူနှစ်ချကြိုက်ခုနှစ်ကြိုက်လေးတွေသွားတာပေါ့နော်လူနဲ့နှစ်ချကြိုက်လေးတွေခုနှစ်ကတော့မကြိုက်ဘူးနှစ်ချကြတော့အကြိုက်ပဲအဲ့တော့913လို့ဖြစ်တယ်အဲ့ဒီ913ကနေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာ4 913ပြီးတော့4ဒီ66နဲ့အတဲကြတယ်အဲ့66နဲ့4ကြလို့သူ့ရဲ့နောက်မှာ2 3ည4ကြတယ်ဒါဆိုရင်အဲ့66နဲ့ကနေပုံစံတူရတပယ်2ပင်3ပင်4ပင်မှာ930ဆိုတဲ့ကဏ္ဍရှိတယ်ရွေ့တဲ့ပုံစံတွေကျွန်တော်မပြောတော့ဘူးနော်ကွက်ကြပုံစံပဲကျွန်တော်ပြောပါအုပ်စုလိုက်နေတဲ့ပုံစံပဲအဲ့တော့66နှစ်ပရိတ်လေးကိုသူ့ရဲ့နောက်မှာကျွန်တော်တို့220ဆိုတဲ့ကနေ4ရိုက်တာနဲ့အဲ့66နှစ်ကနေ1 2 3 4မှာကျွန်တော်တို့930ကြာတယ်အဲ့လိုကြာတာနဲ့ကျွန်တော်တို့ဒီ220ကနေတပယ်2ပင်3ပင်4ပင်5ပင်6ပင်9ပင်1တော့1 2 3 4 5 933ပရိတ်5ရိုက်တယ်အဲ့933ပရိတ်5ကနေ1 2 3 4မှာအဲ့တော့191ကြာတယ်191ကြာတော့ဒီကျွန်တော်တို့933ပရိတ်5ကြောင့်သူ့ရဲ့နောက်တဲ့မှာ86ပရိတ်5ကြတယ်အဲ86ပရိတ်5ကြတာနဲ့86ကနေ1 2 3 4 5 6 9နဲ့မြောက်မှာ394လေးပရိတ်3ကြတယ်ကျွန်တော်တို့စရတဲ့933ရောက်394လေးပရိတ်3ကြတယ်အဲ့တော့394လေးပရိတ်3ကြတယ်သူ့ရဲ့နောက်မှာကျွန်တော်တို့ဒီကစခဲ့တဲ့86ကို86အတက်ပြန်ကြတယ်နော်အဲ့လိုကြအဲ့86အတက်ကြတာ86ဒီ9 933ဒီ9ကြောင့်သူ့ရဲ့နောက်နဲ့ပရိတ်9ဆိုတဲ့ကဏ္ဍဒီကကျွန်တော်တို့ဘယ်ကဏ္ဍလဲဆိုခဲ့ရင်အဲ့နဲ့ထဲမှာအတူနေတဲ့ကဏ္ဍဒီပထမဒီကျွန်တော်တို့ဒီ3ည55လေးနေမှာအဲ့3ည55မနေခင်မှာသူ့ရဲ့နောက်တဲ့နဲ့မှာ269ခွန်နော်269 5ကြပြီးမှ3ည55ကိုဒီကျွန်တော်တို့ဒီမှာခုနက66နဲ့930နဲ့တဒန်းနဲ့3ည55ပို့လိုက်တယ်အဲ့လိုပို့တာနဲ့ကျွန်တော်တို့ဒီ396လေး3ကနေ86ကြတော့1 2 3 4ပင်ရအောင်မှာ391 3ကြတယ်အဲ့ဒီ3ကြောင့်သူ့ရဲ့ပေါ်1တပယ်2ပင်3ပင်မှာ953ကြတယ်953ကြတယ်သူ့ပေါ်တပင်1တော့1 2 3 4မှာ395လေး9ကြတယ်အဲ့395လေး9ကြတယ်သူ့ရဲ့နောက်တဲ့ကိုကျွန်တော်တို့ဒီမှာက865အတက်မွေးကနန်းပေးတယ်အဲကျွန်တော်ဒီကနန်းရဲ့ဒီဟာရဲ့ပေးတာအများစုတော့ကျွန်တော်933ကိုပေးတယ်မထွက်ခဲ့ဘူးပေါ့ဗျာအဲဆိုကျွန်တော်တို့ဒီ305လေးရတယ်သူ့ပေါ်တယ်ပဲလေတော့1 2 3မှာဒီ6ဆိုတဲ့ကနန်းလေး3တက်နဲ့ကိုအတက်ရိုက်မလားပေါ့နော်တော်တော့ဒီလိုလဲကိုဖြစ်တယ်ဒီလိုလဲကိုဖြစ်တယ်ညီတွေပေါ့နော်ဟုတ်ကဲ့နောက်တစ်ခါအဲ့တိုင်းပဲပေါ့ဗျာတူပဲကျွန်တော်ဒုတိယကဒုတိယမှာလည်းဒီမှာ913ရိုက်တယ်အဲ့ကနေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာ4ဆိုတဲ့ကဏ္ဍဒီ66နဲ့ရိုက်တယ်ပေါ့ဗျာ3ပြီးတော့4အဲ့တော့66နဲ့4ကြောင့်သူ့ရဲ့နောက်မှာ220 4ရိုက်တယ်3ညနဲ့အဲ့တော့ပုံစံတူရသူ့ရဲ့နောက်66နဲ့ကနေ1 2 3 4နဲ့မှာ3 3ညခွန်ပတ်လည်လေးရိုက်လိုက်တယ်ရိုက်လိုက်တော့ကျွန်တော်တို့အဲ့သူ့ရဲ့နောက်မှာဒီ9ဆိုတဲ့ကဏ္ဍလေးနေရာရှာအောင်ခုနက220ကတက်တယ်လို့1 2 3 4 5 6ခွန်1 2 3 4 5 933 5ရိုက်တယ်
အဲ့933ကနေတနှစ်နဲ့3နဲ့4နဲ့မှာဟိုမှာက1919ဒီမှာ911လို့ရိုက်တယ်911ရိုက်တာနဲ့သူ့ရဲ့နောက်မှာဒီ9335ကြောင့်6185ရိုက်တယ်အဲ့618ကနေတနှစ်နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာကျွန်တော်တို့ခုနလိုပဲဒီ913ကနေ3ကိုဒီ34ပို့တယ်လို့ကျွန်တော်တို့ဒီမှာ913ကနေပြီးတော့အဲ့816တွေ့ရတယ်1 2 3 4 5 6ခုနှစ်မြောက်မှာသူကထွက်တယ်3ညကိုအတဲထွက်တယ်အဲ့လိုထွက်တဲ့နဲ့သူ့ရဲ့နောက်မှာကျွန်တော်တို့ဒီ865ကြောင့်ကျွန်တော်တို့ဒီမှာ816 ထွက်တယ်အဲ့816ထွက်တယ်နဲ့သူ့ရဲ့နောက်9ဆိုတဲ့ကဏ္ဍက355အတဲကြမှာပေါ့နော်သူဒီလဲသူ့ဘော်ကကျွန်တော်တို့6နဲ့ဆိုတဲ့ကဏ္ဍတော့ဒီမှာတော့2ခါရှိတယ်ပေါ့နော်အဲ့တော့နီးရကိုဆွဲပြောလိုက်မယ်6နဲ့ကြာပြီးမှ355ဒီခုနလိုပဲကျွန်တော်တို့66နဲ့930ထောက်တာနဲ့သူကအတူရှိနေရောအတူရှိတဲ့တော့ကျွန်တော်တို့3ည9လေး3ကြောင့်8165ကနေတပင်နဲ့ပင်3ပင်4ပင်မှာ3ဆိုတဲ့ကဏ္ဍလေး391ရိုက်တယ်သူကနေတပင်နဲ့ပင်3ပင်မှာ9တက်ခု3ရိုက်တယ်အဲ့ကနေသူ့ပေါ်တပင်တက်1 2 3 4မှာ9 3ညလေး9ရိုက်တာနဲ့သူ့ရဲ့နောက်တယ်နဲ့ကျွန်တော်တို့933မထွက်ဘူးပေါ့ဗျာအဲ့မှာ865တော့ထွက်သွားတယ်တဲ့မူကန်တလိုင်းနဲ့မဟုတ်ပေါ့ဗျာ865ဒါဆိုရင်ဒီ305လေးကသူ့ပေါ်တပင်တက်1 2 3ပေါ့နော်305လေးကနေ1 2 3ဒီကဏ္ဍလေးပေါ့နော်ဘယ်မှမမေ့ဘူးပြပုံစံတူဒါဆိုရင်305လေးထွက်တဲ့ကံမှာ865အတဲ့ကိုသူ့အောက်ကဏ္ဍမေးပါလားဒါဆို305လေးထွက်တာဒီကဏ္ဍပြန်ထွက်လေမဟုတ်ဘူးကျွန်တော်ဒီ9ကိုဒီ9ထွက်ရမယ်ပေါ့အဲ့မှာဒီလိုင်းနဲ့ပတ်သက်ကျွန်တော်ဟိုလိုင်းရောပေါ့ဗျာ933ပေးတယ်865ပေးတယ်865တော့ထွက်တယ်နော်ရှင်းတော့ပါတယ်နော်မိတ်ဆွေတို့နော်ထပ်ပြောမယ်နော်အဲ့တော့9333ရိုက်တယ်မဟုတ် sorry 933ဖြစ်နေ9133ရိုက်တယ်1 2 3 4 5 6ခွန်မှာ4ဆိုတဲ့ကဏ္ဍ66နဲ့4ပေါ့4ရိုက်တယ်အဲ့66နဲ့4ထွက်လို့သူ့ရဲ့နောက်မှာ224ထွက်တယ်ဒါဆိုပုံစံသူ66နဲ့ကနေ1 2 3 4နဲ့မှာခွန်30ရှိတယ်ခွန်30ရှိတော့ကျွန်တော်တို့သူ့ရဲ့နောက်မှာဒီ933ကိုနေရာရှာမယ်220ကနေ1 2 3 4 5 6ခွန်တနေ့နဲ့3နဲ့4နဲ့5နဲ့မှာ933လို့ထွက်တယ်အဲ့933ကနေ1 2 3 4ပဲမှာကျွန်တော်တို့ဒီကဏ္ဍလေး191ဆိုတဲ့ကဏ္ဍလေး1ထွက်တယ်အဲ့တော့ဒီ933ဒီ9ကိုသူ့ရဲ့နောက်9ဆိုတဲ့ကဏ္ဍက816 ရိုက်တယ်အဲ့816 ရိုက်တာလေ1 2 3 4 5 6ခုနှစ်နဲ့မြောက်မှာ3ည9လေး3က9133ကြောင့်3ည9လေး3ရိုက်တာနဲ့သူ့ရဲ့နောက်တစ်နေ့မှာကျွန်တော်တို့ဒီက816ကို816တဲ့ရေးတယ်အဲ့816ယူတာနဲ့သူ့ရဲ့နောက်တစ်နေ့မှာကျွန်တော်တို့ဒီ3ည55ကိုနေရာရှာတယ်သူဒီမကြခင်မှာလဲသူ့ဘောက926ဆိုတဲ့ကဏ္ဍပတ်လည်လေးအရင်ကြမှာ3ည55ဒီခုနအစောကပြောသလိုပဲ66နဲ့930တွေးမှာ3ည55အတက်ကြလိုက်အတက်ကြတဲ့နဲ့ဒီကျွန်တော်3ည9လေး3ကြောင့်816ကနေ1 2 3 4ပင်ရတော့မှာ391ရိုက်တယ်အဲ့ကနေ1 2 3ပင်တော့မှာဗရိတ်3ခွန်5တက်ရိုက်တယ်အဲ့ကနေသူ့ဘော1 2 3 4 3ည5လေးရိုက်တယ်3ည5လေး3တော့သူ့ရဲ့နောက်ထဲမှာကျွန်တော်တို့865 3ည5လေး9ကြောင့်သူ့ရဲ့နောက်ထဲမှာကျွန်တော်တို့865 9ရိုက်တယ်ဒါဆိုရင်သူ့ရဲ့ပေါ်တယ်ပဲတဲ့1 2 3ဒီကဏ္ဍလေးကြားတယ်အဲ့တော့ကျွန်တော်တို့191ဆိုတဲ့ကဏ္ဍဗရိတ်ကတက်မှုအဲ့နဲ့ထဲမှာ100ဆိုတဲ့ကဏ္ဍလေးကြားတယ်ပေါ့နော်အဲ့တော့ဒါလေးတို့ပြီးရနဲ့ထွာကြီးတို့မူကဏ္ဍလေးတွေကျွန်တော်ရှိတယ်ပေါ့နော်ဟုတ်ပြီနော်ဒါဒုတိယကပြန်ရှင်းတာပေါ့နော်ကဲတတိယမောင်ပထမကပြောတာလေ sorry ရနော်အဲ့ဒီမှာဒုတိယကလာတယ်အဲ့မှာ913ရိုက်တယ်1 2 3 4 5 6ခွန်မှာ4ဆိုတဲ့ကဏ္ဍ66နဲ့ရိုက်တယ်အဲ့တော့66နဲ့4မို့သူ့ရဲ့နောက်220ပတ်လဲ4ပေါ်တယ်ဒါဆိုပုံစံတူ66နဲ့ကနေ1 2 3 4 3ည3ခွန်ရှိတယ်ရှိတယ်နဲ့ကျွန်တော်တို့သူ့ရဲ့နောက်မှာ9ဆိုတဲ့933ကိုခုနလိုနေရာရှာမယ်220ကနေကွက်တိအကျဉ်းကိုက်ပေါ့နော်ဒါဆို220ကနေ1 2 3 4 5 6ခွန်ပညာကိုက်ပေါ့ဗျာ933 ရိုက်တယ်အဲ့ကနေ1 2 3 4ပဲမှာ1ဆိုတဲ့ကဏ္ဍ911ရိုက်တယ်အဲ့တော့သူ့ရဲ့နောက်မှာကျွန်တော်တို့933ဒီ9ကြောင့်သူ့ရဲ့နောက်816 9ပေါ်တယ်အဲ့86ကနေ1 2 3 4 5 6ခုနှစ်ပင်မြောက်မှာ3ည9လေး3ကကျွန်တော်တို့ခုနလိုပါပဲ9133ကြောင့်3ည9လေး3ပေါ်လာတယ်သူ့ရဲ့နောက်တစ်နေ့မှာ
ဒီက8165ကို816အတက်ပေါ်တယ်အဲ့လိုပေါ်နေ816ပေါ်နေသူ့ရဲ့နောက်တစ်နေ့မှာ355ဒီအဲ့တော့သူတို့နီးရပြောလိုက်မယ်ဗျာနော်965ကြပြီမှာ355ကိုခုနသူ့ရှိတိုင်းမှာပဲ66နဲ့930အတွင်းမှာ355လေးအတူရှိလိုက်တယ်အဲ့လိုရှိရတဲ့သူ့ရဲ့နောက်မှာ39လေး3ကြောင့်8165ကြောင့်3ဆိုတဲ့ဒီကဏ္ဍလေးဒီ1 2 3 4ပင်နောက်မှာပေါ်တယ်အဲ့ဒီ3ကို1ရဲ့2ရဲ့3မှာ9.5ကြတယ်အဲ့တော့သူ့ပေါ်တယ်1ရဲ့2ရဲ့3 4 9ဆိုတဲ့ကဏ္ဍလေးက9.3လေးပေါ်တယ်နဲ့သူ့ရဲ့နောက်နဲ့9ဆိုတဲ့ကဏ္ဍကို865ပေါ်တယ်ခုနပြောတဲ့933တော့ထွက်မလာဘူး865တဲမွေးပေါ့ဗျာဒါဆိုသူ့ပေါ်တယ်1ရဲ့2ရဲ့3 6ဆိုတဲ့ကဏ္ဍလေးကိုဒီကဏ္ဍလေးတွေပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ပုံစံကဒီ611 break တက်မို့အဲ့နဲ့ထဲမှာတက်ရရပေါ့နော်အဲ့ဒါလေးတွေပေါ့ဗျာနော်မွေးပေါ့နော်ဆယ်ချိန်မထွက်ရင်မွေးပေါ့ဗျာဟုတ်ကဲ့ဒီလောက်ပါပဲနော်